မင်္ဂလာပါဒီနေ့ခန့်တို့မြတ်စင်အောင်ဖွဲ့သားတွေကရန်ကုန်မြို့ပြနဲ့ဝေးကွာပြီးအရန်မိုက်တဲ့နေရာတနေရာကိုခေါ်တော့မှဖြစ်လို့ချစ်ရတဲ့ customer တွေဟာခန့်နဲ့တူတူလိုက်လံပြီးတော့တ िश ူပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဒါအပြင်ကျုပ်တို့မော်ရောက်သွားသလိုမျိုး vibe အဖြစ်ကိုခံစားရစီမယ်နေရာတနေရာလည်းဖြစ်ပါတယ်ခင်ဗျာတလင်တရားကြီးကိုစတင်ပြီးတော့ဖြတ်တန်းရည်ချင်းကနေစပြီးခန့်တို့များစင်အောင်တစ်ဖွဲ့သားလုံးကမြို့ပြရဲ့မိုးကျမှုတွေအောက်ကနေလုံးဝဝေးကွာသွားတယ်လို့ခံစားနေရပါပြီတိုးတက်ခင်မီစွာဆောက်လုပ်ထားတဲ့တန်လင်းတရားကြီးနဲ့အတူပဲခူးမြင့်ရဲ့တရားလှပတဲ့ရှုခင်းတွေကခန့်တို့လိုမျိုးပြနေလူတို့အတွက်စိတ်အေးချမ်းမှုအပြည့်အဝပေးနေတဲ့ရှုခင်းတွေကတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာတန်တရားကြီးကိုဖက်ကျော်လို့အပြီးမှာတော့ခန့်တို့တွားရောက်မယ့်နေရာကိုရောက်ရှိပါပြီ။ဘယ်နေရာဖြစ်မလဲဆိုတာကိုတော့နောက်လာမယ့်အပိုင်းတွေမှာထပ်မံပြီးတော့စောင့်ကြည့်ပေးကြပါအောင်နော်။